ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စိတ်ညစ်စရာတွေပြေပြောက်သွားအောင်ပေါ့ပါနဲ့စိတ်ကို relax ဖြစ်စေမဲ့ simulation game 10 game ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုတော့ game တွေကိုအတူတူကြည့်ရမှာရှင် number 10 farm out farming simulation စိတ်ဖိစီးမှုတွေများတဲ့ဘဝကနေခဏလောက်ခွဲခွာပြီးဒီ game ကကိုယ်ပိုင်လေယာမြေတစ်ခုကိုစိတ်ကြိုက်တည်ဆောက်ခြင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုစီမံခန့်ခွဲရတဲ့ farming simulation ပါသီးနှံမျိုးစေ့ရွေးချယ်တာကနေရိတ်သိမ်းပြီးဈေးကွက်တင်ရောင်းချတာထိအစဉ်စဉ်လှုပ်ဆောင်ရမှာပါလေယာသုံးစက်ပစ္စည်းမျိုးစုံကိုအသုံးပြုနိုင်ပြီးလှပတဲ့ 3D graphic တွေနဲ့ဖန်တီးထားတဲ့ပတ်ဝန်းကျင်ကစိတ်ကိုကြည်လင်စေပါတယ်အချိန်အကန့်အသတ်မရှိကိုယ်စိတ်ကြိုက်စိုက်ပျိုးလုပ်ကိုင်ရင်အေးချမ်းတဲ့လေယာဘဝကို offline မှာအပြည့်အဝခန်းစားနိုင်တဲ့ hidden gem တစ်ခုပါ number 9 My Restica Simulation Bible နံပါတ်9နေရာမှာတင်ဆက်ထားတဲ့ My Restica ကတော့ကားမောင်းရုံတသက်ကိုညှင်းငွေ့နေတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်။ဒါဟာကားပြုပြင်ခြင်းကား restoration နဲ့ရှင်သန်ခြင်း Bible Simulation နှမျိုးပေါင်းစပ်ထားတဲ့ game မှာဒီ game ရဲ့အဓိကရွယ်ချက်ကတော့တင်းလက်ထဲရောက်လာတဲ့တန်ကြီးတက်ပြီးပျက်စီးနေတဲ့ကားအုပ်ကြီးကိုအသေးစိတ်အစိတ်ပိုင်း parts တွေပြန်လည်ရှာဖွေပြီးပြင်ဆင်မွမ်းမံရမှာဖြစ်ပါတယ်။ပြင်ဆင်ပြီးသွားတဲ့အခါမှာတော့လောင်စာစီရေအစားအစာစတာတွေအမြဲစစ်ဆေးပြီးလမ်းခရီးကျန်းကြီးတစ်ခုကိုစတင်ထွက်ခွာရပါမယ်။လမ်းတစ်လျှောက်မှာကြုံတွေ့ရမယ့်ရာသီဥတုဆိုးများမမျှော်လင့်ပဲပျက်စီးသွားတဲ့အင်ဂျင်စိတ်ပိုင်းများကိုကိုယ်တိုင်ပြင်ဆင်ရတဲ့လက်တွေ့ဆန်တဲ့အတွေ့အကြုံကို offline မှာအပြည့်အဝပေးနိုင်တဲ့ game ကောင်းတစ်ခုပါ။ number 8 Traffic Racer Russian Village Racing Simulator number 8နေရာက Traffic Racer Russian Village ဟာပုံမှန် racing game တွေနဲ့꿰ပြပြီးလက်တွေ့ဆန်တဲ့ traffic rules ကိုဦးစားပေးထားတဲ့မောင်းနှင်မှု simulator ပါဒီ game ရဲ့ထူးခြားချက်ကတော့ရုရှားနိုင်ငံရဲ့ကြီးလက်ဒေသကလှပတဲ့မြင်ကွင်းတွေနဲ့ရိုးရာပုံစံကားအမျိုးအစားတွေကိုအစင်းမြင့် 3D graphic တွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။သင်ဟာကြီးလက်လမ်းမတွေပေါ်မှာကားမောင်းရမှာဖြစ်ပြီးတခြားယာဉ်များကိုကြော်တက်တဲ့အခါစီကံတကြားနဲ့တတိထားမောင်းနေရပါမယ်။ speed နဲ့ skill ကိုအဓိကထားရုံသာမကလက်တွေ့ဘဝတွေကရင်ကြောပိတ်ဆို့မှုတွေကိုရှောင်ကွင်းရတာဟာစိန်ခေါ်မှုတစ်ခုပါ။ဒီ game ရဲ့ file size ကြီးတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ရဲ့အသေးစိတ်အချက်လက်တွေနဲ့ကားရဲ့မောင်းနေမှုပုံစံ handling physics တွေကအလွန်ကောင်းမွန်ပြီး offline မှာအပန်းဖြေမောင်းနေနိုင်ပါတယ်။ number 9 Train Simulator 2 Vehicle Simulation ကားတွေပြီးနံပါတ်9နေရာမှာတင်ဆက်ပေးချင်တာကတော့ယထာမောင်းနေမှုလောကတွေကိုဆွဲခေါ်သွားမယ် Train Simulator 2 ပါပဲ။ဒီ game ကိုဒီဇိုင်းလုပ်ရမှာယထာမောင်းနေမှုအတွေ့အကြုံကိုအတက်နိုင်ဆုံးလက်တွေ့ဆန်အောင်စူးစမ်းထားတာတွေ့ရပါတယ်။ယထာထိန်းချုပ်ခံကက်ပင်ထဲကိုဝင်လိုက်တာနဲ့ခလုတ်ပေါင်းများစွာကိုကိုယ်တိုင်ထိန်းချုပ်ပြီးယထာကိုအရှိန်တင် brake ဖမ်းတာတွေ brake ဖမ်းတာတွေလုပ်ရပါမယ်။သင်ဟာခရီးသည်တွေဒါမှမဟုတ်ကုန်ပစ္စည်းတွေကိုအချိန်မီပူတာတစ်ခုကနေတစ်ခုပို့ဆောင်ရတဲ့ mission တွေလှုပ်ဆောင်ရမှာဖြစ်ပြီးလမ်းကြောင်းပြောင်းလဲမှုမိပွိုင်းစနစ်စတာတွေကိုပါကိုယ်တိုင်စီမံခန့်ခွဲရတဲ့အတွက် management skill ကိုပါအသုံးပြုရပါတယ်။ offline မှာအသေးစိတ်ကြတဲ့ graphic တွေနဲ့ယထာမောင်းတဲ့ပညာကိုအပြီးအပြင်သင်ယူနိုင်ပါတယ်။ number 6 Parka Simulator ဒီ game မှာတော့ပါကာတွေလုပ်ပြီးရောင်းချရမှာပါအလွယ်ပြောရမယ်ဆိုရင်တော့ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းကိုတည်ထောင်ရမယ်ပါကာ simulator ပဲဖြစ်ပါတယ်ဒီ game ကတာမန်ချက်ပြုတ်နေ game တစ်ခုလိုမျိုးမဟုတ်ပဲဆိုင်ရွက်စီမံခန့်ခွဲမှု management ကုန်ပစ္စည်းဝယ်ယူမှုနဲ့စီးပွားရေးဗျူဟာတွေကိုကိုယ်တိုင်ချမှတ်ရတဲ့ business simulation တစ်ခုပါသင်ဟာဆိုင်မန်ရှင်တဦးအနေနဲ့ဒီဇိုင်းဆွဲတာကုန်ကျန်းတွေမှားယူတာချက်ပြုတ်တာနဲ့ဈေးနှုန်းသတ်မှတ်တာတွေထိအစအဆုံးလှုပ်ဆောင်ရမှာပါသင်ရဲ့ဆုံးဖြတ်ချက်တိုင်းဟာဆိုင်ရဲ့အမျက်ဆုံးနဲ့အနာဂတ်ကိုပြောင်းလဲစေပါတယ်။အချိန်စီမံခန့်ခွဲမှုနဲ့စီးပွားရေးညံစမ်းချင်သူတွေအတွက်လက်မလွတ်တဲ့အထက်ပါပြီးတော့ profit လည်းကောင်းမွန်တဲ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ game တစ်ခုလို့ပြောလို့ရပါတယ်။ number 5 Trackers Brazil Online Vehicle Simulation နံပါတ်5နေရာမှာတင်ဆက်ပေးချင်တဲ့ Trackers Brazil Online ဟာအင်တာနက်မလိုပဲကစားနိုင်တဲ့အလေးချိန်မီတဲ့ track simulation game ပါပဲ။ဘရာဇီးနိုင်ငံရဲ့ကြီးမားကျယ်ပြန့်တဲ့လမ်းမကြီးတွေပေါ်မှာအဝေးပြေးခီးရှည်ကြီးတွေကို track ကြီးတွေနဲ့ကုန်ပစ္စည်းတွေပို့ဆောင်ရတဲ့ mission တွေကိုဒီ game မှာအဓိကထားရိုက်ကူးထားပါတယ်။ကားမောင်းရတာကပုံမှန်မဟုတ်ပဲ track ရဲ့ကိုယ်ထဲအလေးချိန်လမ်းကျန်းရာသီဥတုစတဲ့အချက်တွေကြောင့်မောင်းနေမှု physics ဟာအလွန်လက်တွေ့ဆန်ပြီးစိန်ခေါ်မှုရှိပါတယ်။ကားမော်ဒယ်တွေရဲ့အသေးစိတ်ပတ်ဝန်းကျင်ရဲ့ကျယ်ပြန့်မှုနဲ့လက်တွေ့ဆန်တဲ့ရှင်ထိန်ချုပ်မှုစနစ်တွေကိုဖော်ပြနေရကြောင်း track simulation ဝါသနာရှင်တွေအတွက် offline မှာမလွတ်တမ်းစော့တဲ့ game မှာ number 4 Prison Escape Simulator 3D
simulation adventure အသေးတထိတ်ထိတ်နဲ့လျှို့ဝှက်ခြေလမ်းတွေနဲ့ထွက်ပြေးရတဲ့စိတ်လှုပ်ရှားမှုမျိုးလိုချင်နေဆိုရင်တော့နံပါတ်၄က Prison Escape Simulator 3D ကိုမဖြစ်မနေစမ်းကြည့်တတ်ပါတယ်။ဒီ game ရဲ့ဆက်လန်ကတော့လုံခြုံရေးအထက်တက်ချထားတဲ့ထောင်တစ်ခုထဲကနေလွတ်မြောက်အောင်စ조사ရတဲ့ adventure တစ်ခုပါ။သင်ဟာထောင်နေရန်တွေကိုရှောင်တိန်တာထောင်ဆောင်တွေရဲ့မျက်စိအောက်ကလွတ်အောင်ပုံအောင်ရတာထွက်ပြေးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတိတ်တဆိတ်စုဆောင်းရတာစားတဲ့ tactical skill တွေနဲ့ညံစမ်းပဟေလီတွေကိုဖြည့်ရှင်းရပါမယ်။အရှိအသွေးမြင့် 3D graphic တွေနဲ့ဖန်တီးထားတဲ့ထောင်တွင်းပတ်ဝန်းကျင်ရဲ့အသေးစိတ်မှုကြောင့် game night ကိုလုံးဝနှမျောသွားစေမှာဖြစ်ပြီး internet မလိုပဲလွတ်မြောက်ဖို့အတွက်နိုင်ပေါင်းများစွာစ조사အားထုတ်ရမယ့်စိန်ခေါ်မှု game တစ်ခုပါ။နံပါတ်3 Doctors Offline Simulation Management Simulation နံပါတ်3နေရာမှာတင်ဆက်ပေးချင်တာကတော့ Doctors Offline Simulation ပါ။ဒါဟာသင်ရဲ့ဆေးဘက်ဆိုင်ရာအသိပညာနဲ့စီမံခန့်ခွဲမှုစွမ်းရည်ကိုစိန်ခေါ်မဲ့ simulation game တစ်ခုပါ။ဒီ game ထဲမှာသင်ဟာကိုယ်ပိုင်စည်းကမ်းတစ်ခုကိုတည်ထောင်ပြီးစီမံခန့်ခွဲရတဲ့ဆရာဝန်တဦးဖြစ်ကစားရမှာပါ။တနေ့တာလုံးမှာရောက်လာတဲ့လူနာများစွာကိုအလင်းအမြန်စနစ်တကျယောဂရှာဖွေတာလိုအပ်တဲ့ဆေးဝါးတွေနဲ့ကုသမှုတွေပေးတာစတဲ့အလုပ်တွေကိုလုပ်ရပါမယ်။လူဦးရေများလာတာနဲ့မျှအချိန်စီမံခန့်ခွဲမှု time management နဲ့ဆုံးဖြတ်ချက်မြန်ဆန်မှုကအရေးကြီးလာပါတယ်။ဆေးခန်းရဲ့အသေးစိတ်ပုံစံဆေးကုသမှုကရိယာတွေနဲ့လူနာ model တွေဟာလက်တွေ့ဆန်ပြီး offline မှာပဲဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကိုလေ့လာရင်းစောင့်ကစားနိုင်ပါတယ်။နံပါတ်2 Substance Syndicate Tycoon 5 Business Simulation စီးပွားရေးလောကကိုစိတ်ဝင်စားသူတွေအတွက်နံပါတ်1နေရာက Substance Syndicate Tycoon 5ဟာအလွန်နှက်နေတဲ့ business simulation game မှာ Tycoon game ဆိုတဲ့အတိုင်းပဲသင်ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုအစကနေစတင်ပြီးကြီးမားတဲ့ empire တစ်ခုဖြစ်အောင်တည်ထောင်ရမှာပါ။ဒီ game ရဲ့အားသာချက်ကတော့စီးပွားရေးရဲ့နှက်နေတဲ့စက်ဝန်းကိုလက်တွေ့ကျကျဖော်ပြထားနိုင်မှုပဲဖြစ်ပါတယ်။သင်ဟာကုန်ပစ္စည်းထပ်လုပ်မှုဝန်ထမ်းခန့်ထားရေးဈေးကွက်ရဲ့အတက်အကျကိုခံမှန်းပြီးပြိုင်ဖက်တွေကိုနိုင်ယူဖို့အတွက် strategy တွေချမှတ်ရပါမယ်။သူ့ရဲ့ content ကြွယ်ဝမှုစိတ်အားနဲ့စီမံခန့်ခွဲမှု interface များရဲ့အသေးစိတ်မှုကိုတက်သိပြနေပြီးကောင်းစားခံပြီးစီးပွားရေးစီမံခန့်ခွဲမှုသင်ယူခြင်းသူတွေအတွက်အကောင်းဆုံး offline game တစ်ခုပါပဲ။နံပါတ်1 Soccer Life Simulation Sports Life Simulation Gameplay အနက်ရှိုင်းဆုံးဖြစ်တဲ့ game ကတော့ Soccer Life Simulator ပါ။ပေါ်လုံးကိုရိုးရိုးကစားရုံထက်ပေါ်လုံးသမားတအုပ်ရဲ့ဘဝကိုအပြည့်အဝဖြတ်သန်းရမယ့် game တစ်ခုပါ။ဒီ game မှာသင်ကိုငယ်ရွယ်တဲ့ပေါ်လုံးသမားတအုပ်ရဲ့ဘဝကနေစတင်ပြီးကမ္ဘာအဆင့်မီကျေပွင့်တအုပ်ဖြစ်လာတဲ့အထိအစဉ်ဆက်လန်းဆင်ထားပါတယ်။လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီး physical နဲ့ skill ဘိုင်းကိုအမြဲတိုးတက်အောင်လှုပ်ဆောင်ရမှာဖြစ်တယ်လို့ပွဲစဉ်တိုင်းမှာအကောင်းဆုံးကစားနိုင်ဖို့ tactical ဆုံးဖြတ်ချက်တွေချမှတ်ရပါမယ်။ဒါအပြင်ကိုယ်ပိုင်ဘဝဆုံးဖြတ်ချက်တွေဥပမာဘသူနဲ့ပေါင်းမလဲပဲပစ္စည်းတွေဝယ်မလဲစတာတွေကလည်းသင်ရဲ့ကစားသမားဘဝကိုတက်ရောက်မှုရှိပါတယ်။ဟုတ်ကဲ့ပါရှင်။ဒါတွေကတော့ simulator နဲ့ live simulation အတိအကထားတဲ့ Hidden Gems Offline Mobile Games Top 10 Game ဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။